One family အားလုံးပဲမင်္ဂလာပါကျွန်တော်တို့2025ခုနှစ်ရဲ့နောက်ဆုံးရက်ကိုရောက်ရှိလာပါပြီမနက်ဖြန်ဆိုရင်2026စတော့မှာဖြစ်တယ်2025အတွက်ကျွန်တော်နှုတ်ဆက်စကားလေးနဲ့ဆွေးနွေးစကားလေးကျွန်တော်ပြောချင်တော့ပါ2025ခုတည်းကကျွန်တော်တို့အတွက်အားလုံးအတွက်ပေါ့နော်ခက်ခဲခဲ့တဲ့ကာလတစ်ခုပါ trader တွေအကုန်လုံးဒီ Trump administration လက်ထက်ပါဘူးเนาะခက်ခဲ trade ခဲ့ကြရတယ်ဒါပေမဲ့ကျွန်တော်နှစ်စမှာမှန်းခဲ့ကြတယ်လို့ပဲ market ကအကုန်လုံး all time high ကိုရောက်ခဲ့တယ်လို့ပဲ Bambi Road ကိုလည်းကျွန်တော်ဖြတ်သန်းခဲ့ရတယ်ဒါပေမဲ့ဒီလိုခက်ခဲတဲ့ကာလမှာပြရောက်ပုံမှန်ထုတ်နိုင်တဲ့ညီကောင်မတွေအားလုံးအတွက်ကို congratulation ပါ consistent မဖြစ်သေးတဲ့ညီကောင်မတွေကိုလည်းဆက်ပြီးတော့ပေါ့နော်စူးစမ်းကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်နောက်တစ်ခုက Discord server ထဲမှာပြောကြတယ်ပေါ့နော်ရင်ဖွင့်ထားကြတဲ့စကားလေးတွေတစ်ခုချင်းစီကျွန်တော်ဒီအားလည်းရပါကျွန်တော်ဖတ်ဖြစ်ပါတယ်အဲ့တော့ဖတ်ပြီးဆိုတော့တစ်ခုချင်းစီကိုကျွန်တော်ဆက်ပြီးတော့စူဖို့ဆက်ပြီးတော့အားပေးဖို့လို့အတွက်ကိုကျွန်တော်စူးစမ်းပါမယ်နောက်တစ်ခုကကြတော့ကျွန်တော်ဒီ community ပေါ့တော့ web ပွဲစာပါတဲ့ community ရဲ့အmember အကုန်လုံးကျွန်တော်လှည့်လေးကျေးဇူးတင်နေတာတစ်ခုရှိတယ်။ဘာလဲဆိုတော့ကျွန်တော်အတွက်ငွေလာရေးပေါ့နော် online ကဒါကျွန်တော်မသိကြတဲ့လူတွေကနေပဲကျွန်တော်တို့ virtual community တခုကနေ family လို့ home လို့မျိုးဖြစ်လာပါတယ်။ကျွန်တော်စာပါတဲ့ဝင်လာအားလုံးဒီနုနုထွေထွေတယောက်တယောက်ကိုညီကြတာတွေ့ရရင်ကျွန်တော်အရန်ပေါ်မှာဝမ်းသာမိတယ်။ဒီလိုမျိုး community တခုရဖို့ဆိုတော့တော်တော်ခက်ခဲပါတယ်ကျွန်တော်၄နှစ်ကြာခဲ့ပါပြီဒီအောင်ဖြတ်သန်းခဲ့ရတာအဲ့တော့ရှင်းနှစ်မှာလေအခုလိုပဲပေါ့နော် smart ဖြစ်တဲ့ discipline ဖြစ်တဲ့ trader တွေဆက်ပြီးတော့အများကြီးပေါ်ထွက်လာမှလည်းကျွန်တော်မျှော်လင့်ပါတယ်ဒါအပြင်မှာတယောက်တယောက်ကိုညီတတ်ပြီးတော့တယောက်ရဲ့အားနည်းချက်ကိုပေါ့နော်နောက်တယောက်ကသူ့ရဲ့အားသာချက်တွေနဲ့ဖိမှတွဲခေါ်ပေးမဲ့ community မျိုးဆက်ပြီးတော့ရှိလာနိုင်တယ်လို့ကျွန်တော်မျှော်လင့်သလိုဆုတောင်းပါတယ်ဒါကျွန်တော်ရဲ့2026အတွက်အဓိကဆိုတော့ဒီတက်ပို့ပြီးအောင်မြင်တဲ့ community တခုကျွန်တော်တို့ပိုင်ဆိုင်ခြင်းပါတယ်အဲ့တော့နောက်ထပ်ပေါ့တော့ကျွန်တော်ထင်တယ်9ရက်ပတ်ချလဲလို့ဆိုရင်တော့ market ကို liquidity ပြန်ရောက်လာလိမ့်မယ်ပုံမှန်အတိုင်းပဲကျွန်တော်တို့ဖြစ်လာလိမ့်မယ်အဲ့ချိန်ကြလို့ရှိရင် future market တွေမှာတူတူ cry ကြတော့ပေါ့နော်